ကျွန်တော်ထိုးရချိတ်တာအပြင်နောက်ထပ်လောက်တတ်တာရှိတယ်ဟာကျွန်တော်ဘာကြလဲမဟုတ်တယ်ထက်ကြိတ်ပြန်ပြီပိုက်你ညကြမဝအောင်နော်တော်ရလဲကျုပ်ကတော့နည်းနည်းအောင်မှာပေါ့你ညကြမဝနဲ့ဆိုမရဘူးနည်းနည်းတော့အတန်ထွက်မှာပဲမသိရင်သူတို့ကခြေဘဝအင်္ဂုလိမာလာစီမှာလက်ဖြတ်ခံထားရတဲ့ဟာတွေလားမသိဘူးငါတက်တော့လူကဘာဖြစ်နေတာလဲစိန်သမားနာခေါ်ပြီးတော့စပတ်နဲ့ပေါက်ခိုင်းလိုက်မယ်နော်အင်္ဂုလိမာလာအကြောင်းပြောတောင်းသားတွေဟဲ့ငါ့ကိုအမျိုးမျိုးအကုသို့ပေးတာဟေးဟာကောင်နင်ကငါသမီးကိုကြွားချင်တာဘာကိစ္စနဲ့ကြွားချင်တာကျွန်တော်ရဲ့ဆင်းရဲတဲ့ဘဝတွေကိုသူ့မခေါ်ကြုံဗျာအမလီစောက်ကြီးစောက်တယ်နဲ့ဘေးဆောင်သွားတဲ့ခွေးတဲ့လောက်ကအာသမီးယူတော့ကနေရချမ်းသာနေလို့လားဟာကောင်ရဲ့အဲ့လေတွဲစလားမှမီရဲ့စက်ပေါက်ဖလက်ပြက်ကိုအားချင်းနဲ့တည်ပြီးမြလာပြီးမှခိုးတဲ့ကောင်အယောဒီမှာပြိုစရလားပြိုစစ်တာပေါ့ပြန်ပြောစမ်းတက်ဖန်ပြန်ပြောလိုက်ပြိုစစ်တာပေါ့နားထောင်လို့ကောင်းလို့နားထောင်နေထင်မနေနဲ့တော့အခန်းထဲမှာကလေးနိုးစားနေပြီ哎呦我的妈！阿弟要加盐，对嘛？盐那不回来的。不老了，咱们不。那不俺办，那没悄别的，那不俺写别别呀。不俺办，那不俺写我都。俺办悄别的，嘟嘟。พี่那不俺上俺都嘛不，那不俺办那不个得写不？没不，俺是俺的有家的嘛，俺是俺。ตะปูงาป้าตะปูงาป้างาสิงามาปูงาเสียเบบีใหญ่เลยมาปูตัวรถใส่ตะเทพี่มาปูน้องมันตัวหางนั่นน่ะอะไรใครพังนั่นน่ะตัวตั้งวันอันนั้นก็ผมมาเฮ็ดเลี้ยงปีเต้ได้มันยากกับขั่วหมอเหี้ยแม่ว่ามื้อนี้หมอนะที่มันล่ะตัวโกูมาเฮ็ดได้จีบอยู่เนาะเลิศเลยร้านเฮียไงจะมีก้นน้ำนั่นน่ะสติล่ะร้องในกูบนหัวแล้วพูดเนี่ยมันเลยအကွာအဖြူအောင်မလို့ကျင်တာလားတီအောင်လေးလည်းလှပါလေဒီအောင်လေးလည်းလှပါတယ်ဒါပေမဲ့ကိုကဖြောင်းလေးလို့ချင်တာလေကိုဖြောင်းချက်ရှာကြည့်လိုက်နော်ကိုရှာမတွေ့ဆက်ပြန်လာပြန်နော်ဟောအေးကိုရှာမတဲ့ပြန်လာခဲ့မယ်နော်ညီမလေးတူတူမူတီစုတီရတယ်နော်ဒါအောင်လန်းနီးနဲ့ချတယ်နော်ကဲဒီပါကြည့်ဘာလို့ဝင်လဲပါကောင်းပြီကျေးဇူးပဲနော်အကိုကျေးဇူးပါညီမလေးปังยังคงได้มันตะလေးသူ့ကိုချစ်တယ်ကိုကတော့မန္တလေးသူကိုချစ်တယ်အခုအတွေ့မမနဲ့နော် Oh no ยังคงသူရအရင်နားဆက်ရှိတ်တယ်နော်ရန်ကုန်မှာကြုံရတဲ့ဖြစ်တဲ့တစ်ခုပြောပြမယ်ကိုတဲ့လက်စုလေးပါလေးချွတ်ပါဦးကောင်းမှဒါလက်စုံမနာရီဟာလို့ရန်ကုန်ကြီးလောက်ကြည့်တယ်စဉ်းစားကြည့်အတော်ပဲပညာရှိတွေ့တုံလေးကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်လို့မသိတာဆိုတော့မေးဒါပေမဲ့လမ်းစာလည်းရှာငါတို့ထွက်ပေါက်မရှိဘူးပိတ်အေးဟုတ်တယ်ဘုရားလေးဟိုခင်ဗျားတို့လူတွေပြောနေတဲ့ညီကိုဆိုတာအဲ့ဒါဘာဟုတ်ခေါ်ညီကိုဆိုတော့နို့ဆိုဘက်ကိုနို့ဆိုဘက်မအေနို့ကိုအတူတူဆို့လို့နို့ဆိုဘက်အဲ့ဒါကိုညီကိုအော်မင်းတို့အတူတူဆိုတာညီကိုအေးပေါ့အဲ့ဆိုကျွန်တော်သားကြတော့မင်းတို့ကြတော့သားအဖဖြစ်သွားပြီခင်ဗျားပြောတော့နို့ဆိုဘက်ကညီကိုဆိုအေးပညာရှိမျက်စိလဲတယ်ပညာရှိတော်မျက်စိလဲတယ်ငါ့ကိုရှင်းအောင်ပြောရှင်းတယ်လေငါမရှင်းဘူးအဲ့ညီကိုဆိုတာဘာကိုခေါ်တာလဲလို့မအေနို့ကိုအတူတူဆို့ခဲ့တဲ့လူမို့လို့သူကညီကိုခေါ်တယ်မအေနို့အတူတူဆို့အတူတူဆို့တာညီကိုအဲ့ဆိုကျုပ်နဲ့ကျုပ်သားရောလို့မင်းတို့ကသားဖာခင်ဗျားပြောတော့နို့ဆိုဘက်ကညီကိုဆိုပိုက်你ညကြမဝအောင်နော်တော်ရလဲကျုပ်ကတော့နည်းနည်းအောင်မှာပေါ့你ညကြမဝနဲ့ဆိုမရဘူးနည်းနည်းတော့အတန်ထွက်မှာပဲဒီမိမဘာပြောနေရလဲမသိဘူးညကြရင်နေ Happy New Year မော်နဲ့လို့ပြောတာ
ယောက်ျားမင်းမပြောသေးရရှိတော့ ပြောလေ မင်းမတို့ယူထားကြပြီလေမင်းမကလေးလို့ကျင်လို့ ပေးလို့ရှင်လေဟောမိမကလေယောက်ျားမှကလေးရအောင်မလုပ်တတ်တာ ယောက်ျားကလည်းယောက်ျားတောင်းငယ်ချင်းရှိရလေသူ့ကလေးရအောင်ဝိုင်းလုပ်ခိုင်းတယ် ဟာရတယ်ငါကူညီမယ်ရောက် ကြကျမတို့အားလဲရကြရင်လေကြိုက်တီးဖြစ်ဖြစ်ရှေ့ဆက်ဆက်ဖြစ်ဖြစ်ဖျားဘူးသွားရအောင်နော် မိမရမင်းကငွေကုန်မောက်တော်တော်ရှာတာပဲကွာရောက်ဖူးနေတာကြီး ရောက်ဘူးလေဘာဖြစ်လဲထပ်သွားလို့ရတာပေါ့ ငါလည်းလူတစ်မျိုးကွာအဲ့လိုရောက်ဖူးတဲ့နေရာကိုထပ်မသွားချင်ဘူး အော်ရှင်ရောက်ဘူးတဲ့နေရာထပ်သွားကြုံဘူးပေါ့ရတယ်ရှင်ညကြချင်းအောင်နဲ့လုံးဝမလာနဲ့နော် သွားမယ်နော်လိုက်ဖို့မယ် ကြီးရပါဘူးကွာနော် သူများမကောင်းရင်ကိုယ်ပဲထင်ရတော့ငါစားလာငါစားတဲ့ဘာလို့မလဲ ဝိရှောင်းမလို့လေ ပြန် ဟာလို့ ဟဲ့မိမဟာမိမယောက်ျားပြောထားတယ်ကွာယောက်ျားဝတ်နဲ့မိမဝတ်တီတွဲမလျှော်နဲ့လို့ပြောထားတယ်ယောက်ျားဆိုတာဖုန်းနဲ့ကန်နဲ့နေတာဖုန်းနှိမ့်လိုက်မယ်ကွာဖုန်းနှိမ့်လိုက်မယ်မှတ်ထားနောက်ဘယ်တော့မှတွဲမလျှော်နဲ့ ဟုတ်ကဲ့အမလေး ယောက်ျားဖုန်းနဲ့ကန်နဲ့နေတာကွာ မိုင်တော့ပြောရတယ်ဟုတ်တယ်ကြာဖုန်းနဲ့ကန်တယ် အေးမမြတ်ရေမအေးဘာလဲမမြတ် ရှိရဲ့တေးကိုလည်းကြည့်ရပြီကိုလည်းခေါ်နေ ဟောလာပြီကို မလေးမလိုက်တယ်ပေါင်တာရှာလိုက်ရတာတစ်စေးတော့နှံ့တာ ဟုတ်လားကိုအဲ့လောက်တော့ ဒါအတင်းနဲ့လေးနဲ့ပေါင်တာ ဟဲဘယ်ရသာဝါတော့လေပေါင်းနေပွန်းလို့ပေါင်းလိမ့်မလို့ကုံသွားလို့တပူကကျေးဇူးပဲနော်ကို ရရတယ် thank you နောက်မှပတ်စံလွှဲလိုက်မယ်နော် ရတယ်နောက်မှ thank you okay The next day ဟေးကျွေးရပါကြီးထားတော့တစ်ပြေးတော့မယ်မိမရှိတော့နှံ့ဟလားဟေး ကိုကျွေးက ဒီတစ်ပြေးတော့ခေါ်ရထားလိုက်ထား ကိုရေတစ်ဖေးတော့နဲ့ဦးလည်းခေါ်နေ ရပါရဲ့စိုးရှိသေးတာအခုမှနိုးတော့လိုက်မျက်နှာတော့တက်လို့မခဏဆောင် Oh my god ပြောတော့လေ ဆိုရဘာလို့မလဲမမအေးဖြစ်တော့ ယောက်ျားအင်းကြီးနဲ့မိမကြီးနဲ့တွဲမရှုံနဲ့ဆိုရင်ယောက်ျားဆိုတာဖုံးရှိတယ်ဆို ဟာမနေ့ကပြောဟုတ်တယ်လေမနေ့ကပြောကြယောက်ျားဆိုဖုန်းနဲ့ကနေနေတာယောက်ျားအိမ်ချော်ပြမှာအိမ်အောင်တွဲမဆိုယောက်ျားဖုန်းနဲ့နေမှာ ဟုတ်တယ်ငါမင်းကိုလေးစားနေတယ်နော်အဲ့ဟာရဘာဖြစ်လာလဲ ဘယ်လဲ မျက်နှာလည်းကြည့်လိုက်အောင်အဲ့ပေါင်လည်းပြန်ရောက်လာတာ ဒါကျွန်တော်ပါဇက်ပုံးလို့လိမ့်ထားတယ် ပါစပ်ဖုန်းလို့လေးနေပေါ့ ပါဇက်ပုံးလိမ့် မင်းကြည့်လာလေမလိုက်နေတော့သွားပြီဒီနေ့ပြန်မတော့ဘူး